တခါတော့ဖောက်တော့ဟာတောကြီးကိုဖြတ်ပြီးခီးနေလာကြရင်သူတို့ထဲကနှကောင်ဟာတွင်းနဲ့ကြီးတွေကိုကြာသွားလေရောတဲ့တခြားဘားတွေကတွင်းနဲ့ကြီးနာကိုစုလာကြရင်ဘလောက်လန်လဲဆိုတာမြင်သွားတဲ့အခါဖားနှကောင်ကိုမင်းတို့အတွက်မျောလင်းချက်မရှိတော့ဘူးလို့သူတို့ကလှမ်းပြောလိုက်ကြတယ်တဲ့ဘလို့ပဲဖြစ်ဖြစ်ဖားနှကောင်ဟာသူတို့ပြောသမျှကိုလိလူရှုဆုံးဖြတ်လိုက်ပြီးတွင်းထဲကနေခုံထွက်ဖို့သာကြိုးစားနေတော့တယ်သူတို့ဘလို့ပဲကြိုးစားတွဲထိတ်မှရှိနေတဲ့ဖောက်စုကတော့မင်းတို့လက်လျှော့လိုက်ပါတော့ဘယ်တော့မှလုံးနိုင်မှာမဟုတ်ဘူးအဲ့လိုသာအချင်းချင်းနဲ့ပြောနေကြတော့တယ်တဲ့နောက်ဆုံးမှဖားနှကောင်တွေကတကောင်ကတခြားဖားတွေပြောတာကိုနားယောင်လိုက်ပြီးလက်လျှော့လိုက်တဲ့အခါတွင်းတွေကိုပြန်ပြကြတည်သွားပါတယ်တဲ့နောက်တစ်ကောင်ကတော့သူခေါင်းနဲ့သမျှကိုဆက်လက်ပြီးကြိုးစားခုန်နေခဲ့တာအပေါ်ကဖောက်ကလည်းလက်လျှော့လိုက်တော့အသေးကံမှုသာတစ်ဖက်လဲနားချနေတော့တယ်တဲ့သူဟာပိုပြီးကြိုးစားခုန်တာနောက်ဆုံးမှပေါ်ရောက်သွားခဲ့တယ်တဲ့သူပြင်ထွက်လာတဲ့အချိန်မှာအပေါ်ကဖားတွေကတန်တော်နဲ့မင်းငါတို့ပြောနေအောင်မကြောက်လားဖားကလေးကသူတို့ရဲ့ပါဇက်လှုပ်ရှားမှုတွေကိုကက်ခတ်ပြီးသူကနားမကြားတဲ့အကြောင်းတစ်ချိန်လုံးသူ့ကိုအားပေးနေရလို့သာထင်ခဲ့ကြောင်းရှင်းပြလိုက်တယ်တဲ့ဒီပုံမြင်လေးရဲ့ပြီးတဲ့သင်ခန်းစာကတော့ကိုပြောလိုက်တဲ့စကားတွေကြောင့်တစ်ဖက်သားဘယ်လောက်ထိစိတ်ထိခိုက်သွားလဲစိတ်ထန်ရဘယ်လောက်ထိရောက်သွားမလဲတခါတလေစကလုံးတွေကြောင့်အသက်ဆုံးရှုံးတဲ့အထိဖြစ်တတ်တယ်ဆိုတာပြသသွားတဲ့အပြင်တစ်ဖက်မှာလည်းကိုယ့်ရဲ့အားပေးစကားတွေတန်ဖိုးရှိတဲ့စကလုံးတွေဟာလူတယောက်တနေ့တာအတွက်ဖြတ်သန်းမှုအင်အားဖြစ်သွားနိုင်တယ်လို့လဲကျနေတဲ့လူကိုမြင့်တင်ပေးနိုင်ပြီးဘဝကိုပြောင်းလဲစေနိုင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာဒီထက်ကောင်းတဲ့ဟာတွေနဲ့ထပ်တွေ့ကြတာပေါ့